အမေရိကန်နဲ့အီရန်ကိုကြာသဘောတောင်းထားတဲ့နှစ်ပံကျအပိခတ်ရစအီတတဲမကုန်းခင်နာယီပိုင်းအလိုမှာတဲ့အမေရိကန်တပ်တွေကတိုက်ခိုက်မှုတွေပြန်ဆဖို့ပြင်ဆင်နေတဲ့လူအရေးအမှုပြခဲ့ပေမဲ့မကြခင်မှာပဲသမ္မတထရမ့်ကအပိခတ်ရစအီကိုတတန်းတိုးလိုက်ကြောင်းကြေညာခဲ့ပါတယ်။အီရန်ခေါင်းဆောင်ပိုင်းကနေပဋိပက္ခကိုအဆုံးသတ်ဖို့ဒညီဒညွတ်ထက်ရှိတဲ့အဆိုပြုချက်တစ်ခုမတင်ပြမချင်းဒီအပိခတ်ရစအီကဆက်ရှိနေမယ်လို့သမ္မတကလူမှုကွန်ရက်ပေါ်မှာပြောကြားခဲ့ပါတယ်။ဒါအပြင်စစ်ဆက်ဆွေးနွေးမှုတွေမပြီးမချင်းအီရန်စိတ်ကမ်းတွေကိုအမေရိကန်ကပိတ်ဆို့ထားမှုကဆက်လက်ရှိနေအောင်မယ်လို့သူကထပ်လောင်းပြောဆိုခဲ့ပြီးအမေရိကန်နဲ့အီရန်ဆွေးနွေးမှုအခြေအနေကတော့အခုထိမရေရာသေးပါဘူး။ဒုတိယသမ္မတ JD Vance ရဲ့ငင်းချမ်းရေးဆွေးနွေးမှုအထက်ပါကစ္စတန်ကိုတွားမဲ့ခရီးစဉ်ကတော့လလောမှာဖျက်သိမ်းလိုက်ပြီးထွန်းကြောင်းအိမ်ပြည်တော်ကအတည်ပြုထားပါတယ်။အီရန်အရာရှိတွေနဲ့သဘောတူညီချက်တစ်ခုကိုအပြီးသတ်နိုင်ဖို့အတွက်ဒီလအတွင်းမှာဒုတိယအကြိမ်ဖြစ်အစ္စလာမာဘတ်မြို့ကိုသူတွားရောက်မယ်လို့မျှော်လင့်ထားခဲ့ကြပေမဲ့အခုလိုအပြောင်းအလဲဖြစ်သွားခဲ့တာပါ။နောက်ဆုံးရအခြေအနေတွေအရအပိခက်ရစအီကိုတက်တန်းတိုးလိုက်ပေမဲ့ဆွေးနွေးမှုတွေနဲ့ပတ်သက်လာတဲ့ရှေ့ဆက်ဘာဖြစ်လာမလဲဆိုတာအရန်ကိုဝေဝါးနေစေဖြစ်ကြောင်းသိရပါတယ်။သမ္မတထရမ့်ကပါကစ္စတန်စစ်ဆက်ဆွေးနွေးမှုတွေရဲ့တောင်းဆိုမှုကြောင့်အပိခတ်ရစရေးသဘောတူညီချက်ကိုအချိန်အကန့်မထားတိုးပေးလိုက်ပေမဲ့အီရန်စိတ်ကမ်းတွေကိုဝင်ထွက်နေတဲ့သင်းဘောတွေအပေါ်အမေရိကန်ရဲ့ပိတ်ဆို့ထားမှုကိုတော့ရုပ်သိမ်းပေးမှာမဟုတ်ဘူးလို့ပြောဆိုခဲ့ပါတယ်။ဒီလောက်ရကအီရန်တွေကိုဒေါသထွက်စေခဲ့ပြီးဒါကစစ်ရေးအရတုံ့ပြန်မှုတစ်မျိုးမျိုးကိုတောင်ဖြစ်ပေါ်စေနိုင်တယ်လို့သုံးသပ်မှုတွေရှိနေကဒီလောက်ရမှုကစစ်မှတ်ပြုတဲ့လောက်ရတစ်ခုအပိခတ်ရစရေးသဘောတူညီချက်ကိုချိုးဖောက်တဲ့လောက်ရတစ်ခုဖြစ်မှတ်ယူနေကြပါတယ်။အပိခတ်ရစရေးတက်တန်းတိုးတာနဲ့ပတ်သက်ပြီးတော့လည်းအီရန်တွေကဒါကအသေးပဲမရှိဘူးလို့ဆိုကပယ်ချခဲ့ကြတဲ့အတွက်အခုလက်ရှိအခြေအနေကဘယ်ရောက်နေပြီလဲဆိုတာမေးခွန်းထုတ်ပြီးရလာပါတယ်။နှစ်ဖက်စလုံးအနေနဲ့ပါကစ္စတန်မြို့တော်အစ္စလာမာဘတ်မှာပြန်သွားလိုက်ကဘာရီဆွေးနွေးနိုင်မလဲဆိုတာကိုစဉ်းစားဖို့အချိန်ရနိုင်ပေမဲ့သူတို့နှစ်ဦးကြားမှာယုံကြည်မှုကင်းမဲ့မှုတွေကအများကြီးရှိနေပါတယ်။အီရန်ဘက်ကတော့ဒါရီအားလုံးဟာအမေရိကန်ပြည်ထောင်စုရဲ့ထရမ့်အစိုးရကအီရန်ကိုနောက်ထပ်ရုတ်တရက်တိုက်ခိုက်မှုတစ်ခုလုပ်ဖို့အချိန်ဆွဲတဲ့လက်လက်စစ်တစ်ခုဖြစ်နိုင်တယ်လို့တောင်ယူဆနေကြပါတယ်။နိုင်ငံရဲ့တော်လှန်ရေးအဆောင်တက်ကလေးက Tesnim သတင်းဌာနကတော့အီရန်အစိုးရကတက်တန်းတိုးဖို့မတောင်းဆိုခဲ့ဘူးလို့အမေရိကန်ရဲ့ပိတ်ဆို့ထားမှုကိုအင်အားသုံးပြီးချိုးဖောက်မယ်ဆိုတဲ့ချင်းချောက်မှုတွေကိုထပ်လောင်းပြောဆိုခဲ့ပါတယ်။အီရန်နိုင်ငံသားဝန်ကြီးကသဘောတူညီချက်အညီဟော့မို့စ်ရေလက်ကြားကိုပြန်ဖွင့်ပေးမယ်လို့လူမှုကွန်ရက်ပေါ်မှာရေးသားပြီးတဲ့နောက်သမ္မတထရမ့်ကချက်ချင်းပဲကြီးစုတင်တယ်လို့ပြောခဲ့ပေမဲ့မိနစ်ပိုင်းသို့မဟုတ်နာရီပိုင်းအကြာမှာတော့သူတို့ရဲ့ပိတ်ဆို့ထားမှုကိုဆက်ထားမယ်လို့ပြောဆိုခဲ့တာကယုံကြည်မှုပြတ်ပြားတဲ့အထူးအကြောင်းရင်းဖြစ်လာခဲ့ပါတယ်ပြီးခဲ့တဲ့ဇူနစ်နင်းရဖေဖော်ဝါရီလတွေကအမေရိကန်နဲ့ဆွေးနွေးမှုနှစ်ကြိမ်လုံးမှာအမေရိကန်ကြောထောက်ပံ့အီသရေလရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပျက်စီးခဲ့ရတော့အီရန်ကဒီတက်တန်းတိုးမှုကိုကြိုးဆိုပေမဲ့စစ်ပွဲစီပြန်သွားရမယ်အန်ဒီရဲ့အမှန်တကယ်ရှိနေတယ်လို့အီရန်ပြည်သူတွေကယုံကြည်နေပါတယ်ပါကစ္စတန်ဝန်ကြီးချုပ်ရှာဘတ်ရှရီဖ်ကလည်းတပ်မန်ရဲ့စူးစမ်းမှုတွေလှုပ်ဆောင်နိုင်ဖို့အဖြစ်ခက်ရစရေးတက်တန်းတိုးပေးတဲ့တောင်းဆိုမှုကိုလက်ခံပေးတဲ့အထသမ္မတထရမ့်ကိုကျေးဇူးတင်တယ်လို့တုံ့ပြန်ပြောဆိုခဲ့ပါတယ်ဒေါ်နယ်ထရမ့်အနေနဲ့အီရန်ရဲ့ကြီးမားတဲ့တုံ့ပြန်မှုနဲ့ပင်လယ်ကွိုင်းမဟာမိတ်တွေစိုးရင်ရမယ့်အလုံးစုံစစ်ပွဲစီပြန်သွားဖို့ကိုအကြောင်းမျိုးစုံကြောင့်တုံ့တက်နေပုံရပြီးရန်တီးမှုတွေပြန်စမယ့်အချိန်ကိုရွှေ့ဆိုင်လိုက်တာနဲ့စစ်ပွဲပြန်စတာနဲ့တန်မန်ရေးအတွက်နေရာပေးတာကြားမှာအချိန်ဆွဲနေပုံရပါတယ်အစ္စလာမာဘတ်မှာစောင့်နေတဲ့အမေရိကန်ကိုယ်စားလှယ်အဖွဲ့မရှိသလို JD Vance ကလည်းပါကစ္စတန်ကိုမထွက်ခွာလာတဲ့အခြေအနေမှာအီရန်ဘက်ကအားသာဆက်တဲ့အများကြီးရှိနေပေမဲ့ပြဿနာကိုပိုဆိုးရစေတဲ့ရှုပ်ထွေးမှုတွေလည်းရှိနေပါတယ်ပထမဆုံးအချက်အနေနဲ့အီရန်အစိုးရကမူလာဘာဗာယီခေါင်းဆောင်တော်လန်ရေးအဆောင်တပ်ဖွဲ့နဲ့လွန်တော်ကြားကွဲပြားနေကအမေရိကန်နဲ့သဘောတူညီချက်တစ်ခုရဖို့အဲ့ဒီတိုးရက်လုံးကသဘောတူညီဖို့လိုကပ်ပေမဲ့လက်ရှိမှာသူတို့အားလုံးသဘောတူညီမှုမရနိုင်သေးပါဘူးဒုတိယအချက်အနေနဲ့ဖေဖော်ဝါရီ28ရက်စစ်ပွဲစတင်တဲ့ကအီရန်ကခေါင်းဆောင်အပြောင်းအလဲတွေအများကြီးကိုဖျက်ဆီးနေရပြီးတချို့ကိစ္စတွေမှာဆိုရင်ဘယ်ဘာသာရေးခေါင်းဆောင်ကတာဝန်ယူထားပြီးဘယ်သူကအဆုံးဖြတ်ပေးနေတယ်ဆိုတာကိုတော့တိတိကျကျမသိကြပါဘူးတတိယအချက်ကမော့ချ်တာဘာခါမီနီကမြေအောင်နမိုင်အနက်မှာရှိနေပြီးဆက်တွေရေးစက်ကရစီတွေမတုံးပဲစာကိုတမားတွေကတစ်ဖြက်စာရွက်လေးတွေပေးဖို့ဆက်တွေနေရတော့အချိန်အများကြီးယူနေပါတယ်စတိုထာအချက်ကအီရန်ကအမေရိကန်66ဦးကိုတစ်နှစ်လော်လော်ဓားစာရန်အဖြစ်ဖမ်းဆီးခဲ့တဲ့1989ခုနှစ်ကစပြီးအချိန်ဆွဲတာနီးပြူရာတွေကိုကျင့်သုံးလာခဲ့တဲ့အကျွမ်းကျင်တွေထင်လို့ဒီကိစ္စကတရက်တော့မဟုတ်နှစ်ပတ်အတွင်းပြီးပြတ်သွားမယ်ဆိုတဲ့အတွေးကဘယ်တော့မှလက်တွေ့မကျခဲ့ပါဘူးသမ္မတထရမ့်ကစေးဆက်ဆွေးနွေးဖို့လှည့်ပြဖို့အသာစီးရဖို့နဲ့အားသာဆက်တွေဖန်တီးဖို့နီးလန်းပေါင်းစုံသုံးခဲ့ပေမဲ့အီရန်အပေါ်ဘယ်အရာမှအလုံးမလုပ်ခဲ့ပဲအီရန်ကတော့အသက်ရှင်ချန်ယုံတော်မှစစ်ပွဲရဲ့ပထမအချင်းကိုအနိုင်ရပြီလို့ယုံကြည်နေတဲ့အတွက်စစ်စင်ရေးရဒုတိယအဆင့်ကဆက်လက်ဖြစ်ပေါ်လာနိုင်ခြေရှိပါတယ်
ဒီလိုတာတစ်ချိန်လောက်အထိဆက်သွားနေရင်ဟော်မိုစ်ရေလက်ကြားကိုတစ်ချိန်လောက်အခြားခြားပိတ်ထားလို့မနိုင်တော့ပဲကမ္ဘာစီးပွားရေးအပေါ်မှာရောက်ရက်ချက်ကအလွန်ကြီးမားနိုင်တယ်လို့အမေရိကန်ရဲ့နိုင်ငံရေးအခြေအနေညတက်ငိတ်ဈေးနှုန်းတွေကိုနားလေစောင့်ကြည့်နေတဲ့အီရန်အသက်ကတော့ဒါကသူ့ရဲ့နောက်ထပ်အားသာချက်တစ်ခုဖြစ်လာနိုင်တယ်လို့သုံးသပ်တင်ဆက်လိုက်ရပါတယ်